Hello EDS Expert Data Service မှာကြိုဆိုပါရစေဒီဗီဒီယိုမှာပေါ့နော်ဒီဗီဒီယိုမှာဘာသင်ပေးမလဲဆိုလို့ရှိရင်sheet name ပေါ့နော် sheet name လေးတွေအခုပထမဗီဒီယိုမှာပြောခဲ့တဲ့sheet လေးတွေပေါ့နော်အဲ့ sheet လေးတွေကို name ဘယ်လိုပေးမလဲနောက်တစ်ခါဒီ Excel ကို save ရင်ရောဘယ်လို save မလဲပေါ့နော်နောက်က filter ဘယ်လိုလုပ်မလဲဒီ sorting ဆိုရင်ရောဘယ်လိုမျိုး sorting လုပ်လို့ရမလဲဆိုတဲ့ဟာကိုရှင်းပြမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့sheet name ပေါ့နော်sheet name ကကြတော့ဒီမှာဆိုရင် sheet 1 2 3သူ့ရဲ့ auto ပေါ်ပေးတဲ့ sheet နာမည်ပေါ့နော်1 2 3ဆိုပြီးတော့ပေါ်ပေးတယ်ကိုကအဲ့ဒါကိုမှနာမည်တစ်ခုပေးခြင်းတယ်ဒီလိုမျိုးရှိ1 2 3ဆိုပြီးတော့မထားခြင်းဘူးဒီရှိမှာဥမာ save data ထားမယ်ဆိုရင်ဒီမှာ save ထားမယ်နောက်တစ်ခုမှာ marketing data ထားမယ်ဆိုရင် okay marketing ဆိုပြီးတော့မှအဲ့လိုမျိုးကိုယ့်ရဲ့စာရေးထားတဲ့ sheet တစ်ခုမှာရေးထားတဲ့စာပေါ်မှာမူတည်ပြီးတော့မှကိုဖာနဲ့ကိုခွဲခြားလို့ရအောင်မို့လို့နာမည်လေးတွေပေးခြင်းတယ်ပေါ့နော်အဲ့လိုအခါမျိုးဆိုလို့ရှိရင်ဒီ sheet ကိုတစ်ချက်ထောက်မယ်ထောက်ပြီးသွားလို့ရှိရင်ကိုနာမည်ပေးခြင်းတဲ့ sheet ကိုတစ်ချက်ထောက်မယ်ထောက်ပြီးသွားရင်right click နှိပ်လိုက်မယ်ပေါ့နော် right click နှိပ်လိုက်မယ်ဒီမှာဆိုလို့ရှိရင်အခုဒီပေါ်လာတဲ့တဲမှာဆိုလို့ရှိရင်သူကrename ပေါ့နော်ဒီမှာ rename ဆိုတဲ့ຢာလေးကိုနှိပ်မယ် okay အဲ့ဆိုရင် select ဖြစ်သွားပြီပေါ့နော်အခုဒီမှာ sheet 1 2ဆိုတဲ့နေရာမှာ select ဖြစ်နေပြီအဲ့ဆိုရင်ကိုရိုက်ချင်တဲ့ data ပေါ့နော်ကိုကsave data လို့ရိုက်မယ်ဆိုလို့ရှိရင်လည်း save data အဲ့လိုမျိုးရိုက်လိုက်လို့ရပြီးရင်ကိုတစ်ချက်ဒီ cell ပေါ်မှာတစ်ချက် click နှိပ်လိုက်အောင်ပဲဒါဆိုရင်ဒီမှာ save data ဆိုပြီးတော့ဖြစ်သွားပြီပေါ့နော်ဒါရှိကိုနာမည်ပေးတယ်ပေါ့နော်နောက်ထပ်ရှိတစ်ခုကိုနာမည်ပေးမယ်ဆိုရင်လည်း right click နှိပ်မယ် rename လုပ်မယ်ကိုကြိုက်တယ်လို့ကိုနာမည်ပေးလိုက်မယ်ပေါ့နော်ဒါကဒီရှိနေကိုနာမည်ပေးတဲ့နည်းပေါ့နော်နောက်တစ်ခါ save မယ်ပေါ့နော်ဒီ Excel file ကExcel file ကို save တာလည်းတခြား web တို့ PowerPoint တို့ save တယ်လို့ပဲကိုကဒီမှာ control s ကိုပဲကိုယ့်ရဲ့ဒီ Excel ပေါ့နော်ဒီ webbook ကြီးကိုကိုကမ save ရသေးဘူးဆိုရင် control f ကိုပဲနှိပ်ပြီးတော့မှ save ပေါ့နော်ဒီမှာသူ့ရဲ့ location ကကိုဘယ်နေရာမှာထားမလဲဆိုတာကိုပဲ save အဲ့လိုမှမဟုတ်ဘဲနဲ့ဒီ file ကနေပဲသွားပြီးတော့မှဒီမှာ CF browser အဲ့ဆိုရင်ကိုကဘယ်ကိုထားခြင်းလဲပေါ့နော်ကိုက desktop ကတခြားဘယ်နေရာမှာစေ့ကျင်လဲပေါ့နော်အဲ့မှာကိုဒီ Excel ရဲ့ file name ကိုတစ်ချက်ပေးမယ်ကိုကဘာလို့ပေးမလဲပေါ့နော် file name တစ်ချက်ပေးပြရနဲ့ကိုက save ဆိုပြီးတော့မှရိုက်လိုက်အောင်ပဲပေါ့နော်ဒါက save နဲ့နီးပေါ့နော်နောက်တစ်ခါ filter ဆိုတာကြတော့ဘယ်လိုအချင်းမျိုးတွေသုံးလဲဆိုရင်အခုဒီမှာဆိုရင် data တွေရှိတယ်ဒီ data တွေကိုမှကိုကဒီ data တွေတဲကတခုပေါ့နော်ဥမာနေဒီမှာဆိုရင်ဒီမှာ laptop phone desktop အဲ့ရှိတယ်အဲ့မှာကိုက laptop တွေကိုပဲ laptop ဆိုတဲ့အရာတွေကိုပဲကြည့်နေတာတခြားဒီdesktop တွေကိုကိုကမကြည့်ကျင်ဘူးအဲ့လိုမျိုးအခါမျိုးဆိုလို့ရှိရင်ကိုက filter နဲ့လုပ်လို့ရတယ်ဘယ်လိုမျိုးလဲဆိုရင်ပထမဆုံးဒီရှိနေတဲ့ data ကို filter လုပ်တယ်ဆိုတာက okay သူ့ရဲ့ဒီကိုယ့်ရဲ့တိုက်တယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီမှာ order ID ရှိမယ်ဒီမှာ order data ပထမဦးဆုံးfirst row ပေါ့နော်ဒီ first row ကကြတော့ဒါကသူ့ရဲ့ column တိုက်တယ်အဲ့ဆိုရင် column တိုက်တယ်ကိုကအကုန်လုံး select တစ်ခုမှတ်မယ်မှတ်ပြီးသွားလို့ရှိရင်ဒီမှာဒီဘက်မှာဒီ editing ဆိုတဲ့ group မှာဆိုလို့ရှိရင်ဒီမှာ filter ဆိုပြီးတော့မှရှိတယ်အဲ့ filter ကိုကိုကတစ်ချက်နှိပ်လိုက်အောင်မယ်အဲ့ဆိုလို့ရှိရင်ဒီမှာ filter ဆိုပြီးတော့ရှိရ filter ကိုနှိပ်လိုက်မယ်အဲ့ဒါဆိုရင်ဘာလေးပေါ်လာလဲဆိုလို့ရှိရင်ဒီမှာdown arrow ပုံစံလေးပေါ့နော်အဲ့လိုမျိုးအရာလေးတွေပေါ်လာတယ်သူ့ရဲ့ဒီ title မှာပေါ့နော်အဲ့ဒါလေးတွေပေါ်လာတာကဘာလို့လို့ရလဲဆိုရင်သူ့ရဲ့ဒီမှာသူ့ရဲ့ down arrow ကိုတစ်ချက် down arrow ပေါ်ကိုကmouse ရဲ့ pointer တင်လိုက်တာနဲ့သူကဘာလဲဆိုရင်ဒီမှာ left ပုံစံလေးပြထားတယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်မယ်အဲ့ဒါဆိုရင်သူကဒီမှာsearch ဆိုပြီးတော့မှရိုက်တဲ့နေရာလေးရှိတယ်။အဲဆိုရင်အခုသူ့ထဲမှာရှိတာကဒီမှာ chair desk laptop အဲဆိုရင်ရှိတယ်။အဲ့ဒါတွေကိုကိုကမလိုချင်ဘူးကိုက desktop တစ်ခုတည်းပဲကြည့်ချင်တယ်ဆိုရင်ဒီမှာ desktop အကုန်လုံးကို select ဖြုတ်ပြီးတော့မှ desktop တစ်ခုတည်းပဲ select မှတ်ပြီးတော့ okay လို့နှိပ်လိုက်မယ်ဒါဆိုရင်သူ့ရဲ့ data အကုန်လုံးထဲမှာ desktop ဆိုတဲ့ desktop နဲ့ပတ်သက်တဲ့ပေါ့နော်ပတ်သက်တဲ့ data တွေပဲရောက်လာတယ်အဲ့လိုပဲတခြားကိုက desktop မဟုတ်ဘူးတခြားဒီမှာ chair နဲ့ပတ်သက်ပြီးတော့မှကြည့်ချင်တယ်ဆိုရင်လည်း select မှတ်လိုက်မယ် okay အဲဆိုရင်ဒီမှာ chair နဲ့ပတ်သက်တဲ့သူနဲ့ပတ်သက်တဲ့ data တွေပဲကျလာတယ်ပေါ့နော်ဒါကို filter လုပ်တယ်လို့ခေါ်တာ okay ကိုက filter မလုပ်ချင်တော့ဘူးဒီ filter ကိုပြန်ပြီးတော့ clear ပြန်လုပ်ချင်တယ်မူလပုံစံ data အတိုင်းပြန်ပြီးတော့မှထားချင်တယ်ဆိုလို့ရှင်လေသူ့ကိုတစ်ချက်နှိပ်ပြီးတော့မှဒီ clear နေပဲသွားဒါမှမဟုတ်လို့ရှိရင်ဒီ filter ကိုတစ်ချက်နှိပ်ပြီးတော့ဒီအောက်မှာဒီမှာ clear ဆိုတဲ့အရာလေးရှိတယ်အဲ့ဒီကိုပဲနှိပ်ပေါ့နော်ဒါကမူရင်းပုံစံမူလ data ကိုပြန်ပြီးတော့မှရသွားတာအဲ့ဒါက filter လုပ်တယ်ဆိုတဲ့ဟာပေါ့နော်နောက်တစ်ခါ
ဘာလဲဆိုလို့ရှိရင်အဲ့လို filter အပြင်နောက်ထပ်ဘာလဲဆိုရင် soften လုပ်လို့ရတာဒီ filter လုပ်ပြီးမှပဲ soften ကိုလုပ်လို့ရတာကိုကအခုဆိုရင်ဒီမှာ laptop တဲ့ notebook အဲ့လိုမျိုးပေါ့နော် random ဖြစ်နေတယ်ပေါ့နော်ဒါကသူ့ရဲ့ဒီ order ID အတိုင်း order ID ကဒီမှာ1 2 3 order ID အတိုင်းသူကစီပေးထားတယ်ကိုကအဲ့လိုမရချင်ဘူး laptop တွေကိုရှေ့ကsorry ကိုက A to Z ပေါ့နော်သူ့ရဲ့စီတဲ့နေရာမှာဒီမှာသူ့ရဲ့pointer လေးကိုထောက်လိုက်တာနဲ့ဒီမှာ sorting စီမယ်တဲ့ A to Z စီမှာလား Z to A စီမှာလားပေါ့နော် okay အဲ့ဆိုရင် A to Z ဆိုရင်ကိုကဒီ alphabet ဒီမှာ C ရရင်လာမယ်ဒီနဲ့ပတ်သက်တဲ့ဟာတွေအဲ့လိုမျိုးသူ့ရဲ့ alphabet အတိုင်းပေါ့နော်အစင်လိုက်စီပေးသွားတယ်အဲ့လိုမဟုတ်ဘူး A to Z မရချင်ဘူးကိုက Z to A ဆိုလို့ရှိရင်လည်းဒီမှာ Z to A အောက်ဆုံးကနေစပြီးတော့ပဲသူကပြန်ပြီးတော့ sorting စီပေးရပေါ့နော်အဲ့လိုမျိုးအပြင်ကိုကဘာလုပ်လို့ရသေးလဲဆိုရင်ဒါကသူ့ရဲ့ဟိုစာတွေကို sorting စီတာပေါ့နော်နောက်ပြီးတော့ခဏန်းတွေကို sorting စီလို့ရတယ်ကိုယ့်ရဲ့ဒီမှာခဏန်းတွေရှိနေတဲ့ quality ဆိုတဲ့ခဏန်းတွေရှိတဲ့နေရာမှာကိုကအနည်းဆုံးကနေ smaller to largest ပေါ့နော်ဒီမှာတွားပြီးတော့မှထောက်လိုက်တာနဲ့စောနာကလို့ A to Z မပေါ်ဘဲနဲ့ smaller to largest ဆိုတာကဘာလဲဆိုရင်သူကခဏန်းနေဖြစ်နေလို့အဲအကြောင်းမို့ smaller to largest စီမှာလား largest to smallest စီမှာလားဆိုတဲ့ဟာလေးကိုပေါ်ပေးတာအဲဆိုရင်ကိုကဒီမှာကိုက smaller to largest ဆိုလို့ရှိရင်လည်းတစ်ချက်နှိပ်လိုက်မယ် okay ဒီမှာ1 1နေ2 2 3အဲ့လိုမျိုးပေါ့နော်စီသွားတယ်နောက်တစ်ခါကိုက largest to smallest ဆိုရင်လည်းသူက largest to smallest ဒီမှာလဲလိုက်ပြီးတော့မှကိုကြိုက်တယ်လို့ largest to smallest လားအဲ့လိုမျိုးလိုက်ပြီးတော့မှ sorting စီလို့ရတယ်ပေါ့နော်ဒါ filter လုပ်ပြီးတော့မှ sorting ပြန်ပြီးတော့မှလုပ်တဲ့ဟာပေါ့နော်ဟုတ်ကဲ့ပါဒီနေ့တော့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်